မင်္ဂလာပါဗျာဒီတစ်ခါမှတော့နေပြီးတော့မွေသားပေါ့နော်မွေသားကိုဘယ်လိုချစ်စားလဲဆိုတာကျွန်တော်တို့ကြည့်လိုက်မယ်ဗျာနော်ချစ်စားမှာပေါ့နော်မောင်းနေပြီပေါ့နော်တခြားလက်ခုတ်တာတော့မိုးလေးမှာစားတော့မှာပေါ့နော်ကူညချက်ယုံနဲ့ချက်ရမှာဒီမှာရှေ့မွေတာဒီမွေတာဒီမှာသူအဘောအရေကုန်းပေါ့နော်မီးနဲ့ချော့ပလိုက်တာပေါ့နော်အိုးကြမ်းနေရောပေါ်ကအရေခွင်တယ်တော့မပြေးပါဘူးဒီတိုင်းပဲစားတာသူတို့ကနော်အိုးရှေ့ပဲမိုင်းပဲဒီမှာ Oh my god တုံးကလည်းကြီးပဲဗျာကြီးလှိလိုက်ပြီမောင်းတော့မယ်ပေါ့နော်မောင်းတော့မယ်ဆိုပဲ2 နာရီထိုးနေ9 နာရီလောက်ထိုးနေများလိုက်လားမွေနော်ဘေကနေရတာကူညတော့ပေါ့နော်ချစ်ထားနဲ့မမီတော့ဘူးပေါ့နော်မွေးထားတာလားမသိဘူးမွေးရပါရှင်လို့ဆေးပြီပေါ့နော်ဆေးပြီမွေးတာကျွန်တော်တို့အမျိုးတွေစားဖို့ကြလာဗျာဒီလဲမွင်သားလို့ဆိုအရင်ကောင်းတယ်လို့ပြသကြတယ်နော်ကျွန်တော်တို့တစ်ခါမှတော့စားတော့မစားဘူးနော်ဒီလဲမွင်သားကိုနေပြီးတော့ဟင်းရှူလုံးရင်လည်းအရင်ကောင်းတယ်လေရှေ့ပဲနော်တုံကြီးပဲတွန်းလာအိုးဒီမှာလည်းကြည့်ပါဦးဗျာမွေနော်အများကြီးပဲဒါမွေဒီသူတို့ကမွေးထားတာပုံစံပဲနော်အများကြီးရတယ်ဒီမွေကသူတို့ကနေပြီးတော့ဘယ်လိုချက်လဲဆိုကြည့်ပါဦးနော်တေချာလေးပြောင်လေးဆေးပြလိုက်တယ်လို့ကြည့်ပါဦးဗျာမွေကနေပြီးတော့ဘယ်လိုမျိုးမွေလေးမသိဘူးနော်ကောင်ကလည်းအကုန်ကြီးတယ်နော်ကြောက်စရာကြီးစားမှာကလည်းနေပြီးတော့မစားရဘူးဗျာကျွန်တော်တို့ကဒီလိုမွေမျိုးကိုမြင်တော့နော်မျိုးတွေစားဖို့ကြလာတယ်โอ้ရှေ့ပဲစပလန်ထူထောင်းတယ်စားတယ်စနွဲတယ်ပါတယ်အကုန်လုံးအနားမှာထားတယ်ဂျင်းနဲ့ထေးတယ်ကောင်းလုံးအစုံထေးပြီးတော့ရှင်းမှာပေါ့ဒီမှာနော်ကြည့်ထားပါဦးနော်ကျွန်တော်တို့မျိုးတွေကြည့်ထားပါဦးနော်စားတဲ့ခါမှာနေပြီးတော့သူတို့တွေထေးထားတဲ့ပစ္စည်းတွေဘာထေးထားလဲနေပြီးတော့နော်မွေတွေပါတယ်ရခဲ့မယ်ဆိုရင်ဘယ်လိုစားမှာလဲကျွန်တော်တို့တွေနော်ရှစ်ပုံရှင်းနေတယ်ပေါ့နော်ဒီချက်လက်ကြည့်ပါဦးရုပ်သီးတွေလည်းထိထားတယ်သူ့မှာနော်ဒါက6ရွက်တွေလည်းထိထားတယ်သူ့မှာကအစုံပေါ့ဦးစပလင်တို့ဘာတို့အကောင်လုံးပါတယ်သူ့မှာဆာလာရှုံမလားမသိဘူးထိထားတယ်အစုံပေါ့သူ့မှာရွက်အစုံနဲ့အသီးအရွက်ဟိုအကောင်လုံးထိရနော်အဲ့ဒါဆိုရင်ရှေ့ပဲကောင်းမှာမွေသားဟောငပိတွေစားတယ်နေပြီးမှအကုန်လုံးအရေးကိုကျူပြီးမှနောက်မှနေပြီးတော့ဒီမွေသားကိုထိတယ်သူမှာနော်ဟုတ်ရှစ်ပုံရှင်းတွေကမိုက်တယ်ခုနဗီဒီယိုမှာကြာတော့ဗာလဲဟိုအတုံးလိုက်ကြည့်ဒီမှာကြာအကောင်လိုက်ကြည့်ပြန်နော်ဒါအကောင်လိုက်ကြည့်ဖြစ်နေအကုန်လုံးမိုက်တယ်ဟုတ်ကျွန်တော်ကမွေသားမှာကြိုက်ရင်အူးပဲကြိုက်တယ်မွေရဲ့ဦးကနေပြီးတော့အရင်ကိုစားလို့ကောင်းတဲ့အရာဖြစ်တယ်ဒီအသားတွေပါအသားတို့ဘာလို့ဆိုစိုက်မကြိုက်ဘူးကျွန်တော်ကမွေဦးဆိုတော့အရင်ကြိုက်တယ်ဟိုမိုက်တယ်ရှည်ပဲဗျာကြည့်ပါဦးနော်အိုးသူ့မှာလေးနေပြီးတော့အရေးခွင်နေပါမပြေးဘူးဒီတိုင်းပဲသူတို့မှာလေးနော်သူ့မှာနေပြီးတော့မိန်းနေတော့မှမဖုတ်ဘူးဒီတိုင်းပဲရှိတွေပါတယ်ပိုက်ပြီးတော့ဒီတိုင်းပဲအကောင်လိုက်ကြီးရှက်တယ်သူမှာကအိုးမိုက်တယ်စားရှင်စီရကြီးပြဆွေးတယ်နော်ကျွန်တော်တို့မြန်မာတော်တော်များများကနေပြီးတော့မွေဆိုရင်တိုက်မစားကြဘူးနော်တခြားနိုင်ငံတွေမှာအရင်စားကြတယ်ဒီမွေတော့ဘာလို့ဆိုတာအကောင်လိုက်ကြီးထဝါထေးတာတယောက်ကြီးချဆိုးတော့ပြီပဒုံတက်တက်လေးတွေပါတယ်ဗျာလည်းဆွေးရတယ်နော်ကြောက်စရာကြီးဗျာဒီမှာကြည့်ပါဦးဒီမွေကနေပြီးတော့နော်ဘယ်လိုမွေမျိုးတွေလည်းမသိဘူးဒါကလူကိုကိုက်ရင်လည်းနေပြီးတော့နော်အစိုက်တွေပါရှိမဲ့မွေမျိုးကြည့်ရတာနော်ကြည့်ပါဦးဒီမွေတွေကိုမွေဆိုတာကနေပြီးတော့ဒီငါးလိုပဲနော်တော်တော်ကိုနေပြီးတော့ဟင်းအနေတွေကြီးတယ်ဒီမွေတွေကနော်မြင်တဲ့လူကတော့ဟာမစားရဘူးပေါ့ဒီမွေတွေကိုတော့နော်
ကျွန်တော်တို့မြန်မာတော်တော်များများမစားယူပေါ့နော်နောက်ဆုံးအနေနဲ့ဗျာကျွန်တော်တို့မျိုးတွေနော်ထူဆန်းလေးတွေကြည့်ရှင်နေဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကိုနေပြီးတော့ subscribe လေးပါလေလုပ်ပေးသွားကြပါအောင်လို့နေပြီးတော့ကျွန်တော်တောင်းဆိုရှင်နေဗျာ